AutoCAD ကို install လုပ်ပြီးရတယ်ဆိုတော့ဒီပုံစံကြီးတိုင်းကြာလာဒါပေမဲ့ကျွန်တော်တို့သုံးနေကြပုံစံအတိုင်းဖြစ်အောင်ပြင်မှာပေါ့နော်ပြင်မှာဆိုလို့ရှိရင်ပထမဆုံးဗာနေရလဲဆိုတော့ဒီမှာ 2D drafting and annotation ဆိုတာရှိတယ်ဘေးကမြားလေးရှိတယ်အဲ့ကောင်နှိပ်လိုက်နှိပ်ပြီးလို့ရှိရင် AutoCAD Classic ဆိုတာအဲ့ကောင်နှိပ်လိုက်ဒါဆိုကျွန်တော်သုံးနေကြပုံစံလေးတိုင်းရောက်ပါတယ်နော်အဲ့တော့ကျွန်တော်လိုချင်တာလေးဘာဖြစ်လဲချိန်လိုက်အောင်ဒီ2စီကကျွန်တော်ကအများဆုံး command တွေရရိုက်ခေါ်တာဆိုတော့ဒါမသုံးပါဘူးလိုချင်လဲနောက်မှ2 bar ဆိုမှာ right click နှိပ်ပြီးတော့ခေါ်လို့ရတယ်များသောအားဖြင့်တော့ဒီမှာ layer bars လောက်ပဲထားညာသိမ့်မထားပြီးတော့ဒီမှာဟိုကျွန်တော်ပြောဆိုဒီမှာဒါဒီညာ location ကိုပြတယ်ကော mouse ချွေတိုင်းလိုက်ပြတယ်အဲ့ကောင်လေးလို့ပိတ်လိုက်မယ်ပြီးရင်ဒီကောင်ကျွန်တော် over တိုင်းဖြစ်အောင်လို့ right click နှိပ်လိုက်မယ် use icon ဆိုတာကိုအမှန်ကြီးဖြုတ်လိုက်အဲ့ဒါဆိုကျွန်တော်စာတန်းနေနဲ့ပေါ်သွားတယ်ဒါဆိုလင်းနေဟာဒါလင်းနေနဲ့လေးတယ်အဲ့တော့ property ကိုပိတ် option ကိုခေါ်ဖို့တော့ op ဆိုပြီးတော့ command line မှာရိုက်ပြီးတွေ့ပါပဲပုတ် enter ပဲခောက်ပြအဲ့မှာ display မှာ file tab ရှိရနော် display tab ကိုရွှေ့လိုက်တယ်ရွှေ့ပြကြတော့ color ကအများဆုံးအမဲပဲထားတာအဖြူကမျက်လုံးနဲ့ထိခိုက်အဲ့တော့မဲပြောပါတယ်ပြီးလို့ရှိရင် crosshair ကြာကျွန်တော်ဝါထားဆိုဘာလို့လဲဟိုဟာရှိုးပုံတွေကြတော့အဲဒီတခြား color ဆိုသိမမြင်အောင်အဝါကြောင့်အဝါဆိုပုံမြင်ရတယ် crosshair site ကိုကျွန်တော်အပြည့်ထားအောင်ပေါ့နော်ဒါတော့ကိုနှစ်သက်သလိုထားလို့ရတယ်100ဆိုတော့ screen ပြပေါ်လာဒီမှာ display layout and border tab ပေါ်ထားမယ်ကြည့်မယ် show row over to this အကောင်ကြီးဖြုတ်လိုက်အကောင်လေး open save မှာကျွန်တော်ဒါ2010ကို install လုပ်တာဆိုတော့ကျွန်တော်ပုံကို save လုပ်တိုင်း save လုပ်တယ်ဆိုတော့2010နဲ့ပဲ save လုပ်မှာဒါပေမဲ့ show set တွေမှာကျန်2010ရှိချင်မှရှိတယ်2009လို့လည်းဖြစ်ရင်ပြမယ်2009လည်းဖြစ်တယ်အဲ့တော့အကောင်းဆုံး2009လောက်နဲ့ဖန်စီတာပေါ့အဲ့တော့ဒီမှာကြည့် right click နှိပ်ကြည့်လိုက် click နှိပ်ကြည့်လိုက်ပေါ့ဒီမှာ AutoCAD 2009ပေါ့နော်အကောင်လေးနှိပ်လိုက်ပြီးလို့ရှိရင် minutes ဒီမှာပေါ့နော် file safety precaution ဆိုတာအဲ့မှာ minutes between save ဆိုတာဒါ auto save တဲ့အချိန်ပုံမှန်တိုင်းဆို7မိနစ်မှာဒါကြောင့်5မိနစ်လောက်ထားထားလိုက်5မိနစ်ကြာတော့ကဟိုဟာပုံကို save အောင်ဒါကတော့ security option ဆိုတာကျွန်တော်ပုံတွေကို password နဲ့ခံထားလို့ရတယ်ဒါတော့နောက်မှပြောအဲ့ security option နှိပ်ပြီးတော့ဒီမှာ password တွေရိုက်ထည့်လို့ရတယ်ဟုတ်ဒါတော့သိတော့မလို့ပါဟုတ်ရှိုးပုံတွေကြလဲကိုပုံအများယူပါမှာဆိုလို့ password ထားကြတော့ဟုတ်user preference tab မှာ right click customization မှာအောက်ဆုံး command မှုမှာ enter ထားလိုက် apply okay drafting video modeling display view ဒီမှာ display 3D model display view ရဲ့ display view ဆက်တိုက်ကိုအကောင်ဖြုတ်လိုက်ပြီးတော့ show z agent crosshair ဆိုတာအဲ့ဒါဖြုတ် selection မှာဆိုရင် selection tab မှာဒီ pick box site အဲ့တော့နောက်မှပြင်တော့ command နဲ့ရိုက်ပြန်လိုက်မယ်ဒီမှာ selection preview မှာ when a command is added တို့ when no command is added အဲ့ဒါဖြုတ်ပြီး visual effect setting ဆိုတာလေးနှိပ်လိုက်နှိပ်ပြီးလို့ရှိရင် indicate selection area ဆိုတာအဲ့ဒါလေးဖြုတ်လိုက်ဒါ hash လုပ်မဲ့ area ကိုပြတာပေါ့နော်အဲ့ဒါ set လေးတဲ့ဆိုအဲ့ဒါ apply ပြီးသွားဆိုရင် okay ပြီးလို့ရှိရင်ဒီမှာဟို command ရိုက်ရင် crosshair ပြီးမှာပေါ်ရလို့ရှိရင်ဘာနဲ့ရလဲဆိုတော့ဒီဝိုင်းရတယ်ဆိုတော့အဲ့လေးလိုက်အဲ့ဆိုရင်ဒီမှာပေါ်တော့ဘာပြင်မလဲဆိုတော့ pick box ရဲ့ site ကိုပြင်မယ် pick box ကသိရင် PIC POA ဆိုတော့ format number 3ပေါ့ number 6ထားလိုက်6ပြီးသွားပြီဆိုလို့ရှိရင်ဒါချိန်တာလို့တဲ့အကျန်းတော့ပြီးပါပြီနော်နောက်လိုတဲ့ 2 bar တွေကိုနောက်မှခေါ်တာ